မြတ်စွာဘုရားဘုရားဖြစ်သူရောက်လာတဲ့အခါမှာခေါင်းမြူဆွဲကြိုးအဖိုးကြီးတွေနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကသူတို့ကိုနေရာထပေးခြင်းကြိုးဆိုခြင်းလက်အုပ်ချီခြင်းဆိုတဲ့လူယဉ်ကျေးမှုအလုပ်တွေတခုမှမလုပ်ဘူးအိန္ဒြေယယသိက္ခာရှိရှိသူ့ဘာသူပဲထိုင်နေတယ်အဲ့ဒါကိုလူအတိုင်းဝိုင်းမှာရှိကြတဲ့ဒီသူတို့ကိုသူတို့မြင့်မြတ်သူအသက်ကြီးလို့သူတို့ကမြင့်မြတ်တယ်လို့ယူဆထားတယ်အတိုင်းဝိုင်းကလူတွေကအတော်ကိုမကြည်မနှက်ဖြစ်တယ်တော်ကိုမကြည်မနှက်ဖြစ်ကြဝေရင်စာပြည်ကြွဆုံးကဆိုရင်ဝေရင်စာပုံနာရှိဟာမြတ်စွာဘုရားစီလာတဲ့အခါမှာမြတ်စွာဘုရားသူထိုင်နေကြနေရာမှာအိန္ဒြေယယပဲထိုင်နေပုံနာကြီးကသတင်းနဲ့ကြားတယ်သူလာတာသူကခေါင်းမြူဆွဲကြိုးအဖိုးကြီးဆိုတော့ဘယ်တရားသွားတော့သူ့အရွယ်နဲ့သူ့ကိုဝယ်ကန်းလောက်ခံရနော်ကျိုးဆိုရတယ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်မျိုးအလေးပေးကြတယ်လက်အုပ်ချီရတယ်နေရပေးကြတယ်မြတ်စွာဘုရားစီလာတဲ့အခါကျတော့ဒီအလုပ်တွေသူတစ်ခုမှမတွေ့ဘူးခေဦးလည်းမကျိုးဆိုဘူးနေရထိုင်ခင်းလည်းမပေးဘူးနေရကလည်းထပြီးတော့ကြိုးတာမလုပ်ဘူးလက်အုပ်လည်းမချီဘူးဆိုတော့အတော့ကိုမကြည်မနှက်ဖြစ်တယ်မကြည်မနှက်ဖြစ်တော့သူကမြတ်စွာဘုရားကိုဘာပြောတယ်လဲဆိုရင်ယဟန်ဂေါရမကိုရောဟာငယ်ငယ်ပဲရှိသေးတယ်ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုကြိုးဆိုရခေါင်းမှမသိဘူးနေရာပေးရခေါင်းမှမသိဘူးလူအတိုင်းဝိုင်းနဲ့နှုတ်ပြီးတော့လူရဲ့ကိုချင်းတရားမလိုက်နာဘူးဆိုပြီးတော့တိုက်ရိုက်အပြစ်ပြောတော့တာဒါဟာလူအတိုင်းဝိုင်းမှာလိုက်နာရမယ်စိတ်ကန်းတွေကိုဖျက်ဆီးတာပဲဆိုပြီးဆွဆွဲတယ်အဲ့ဒီမှာမြတ်စွာဘုရားဘာပြောတော့ဆိုရင်သူဟာမလုတ်ချင်လို့မဟုတ်ဘူးလူအတိုင်းဝိုင်းမှာသူလေးစားရမယ့်ပုဂ္ဂိုလ်ဓမ္မစစ်ဓမ္မရှုထောင့်ကနေရှာကြည့်တယ်သူတဲ့ကိုချင်းတရားကောင်းတဲ့လူရှိသလားသီလရှိသလားဆိုလိုက်ကြည့်လိုက်မယ်ဆိုရင်အသက်တာကြီးတာကိုချင်းသီလကကြတော့မပြေဆုံးကြဘူးဒါဖြင့်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုရောရှိသလားဆိုအိုးစိတ်တွေကကြောက်ခဲ့ရဲ့နဲ့တည်ငြိမ်မှုကလည်းအားနည်းကြအသက်တာကြီးတယ်နော်အသက်တာကြီးတယ်တွေ့တာစရာအာယုံတွေ့ရင်တည်ကြနေသေးတယ်မုန်းတီးစရာအာယုံတွေ့လို့ရှိရင်လည်းပဲမုန်းတီးတဲ့စိတ်တွေဖြစ်နေသေးတယ်စိတ်ဓာတ်အနေနဲ့ကဖြူစင်မှုမရှိဘူးပညာအနေနဲ့ကြတော့အမှန်ကန်ဘဝရဲ့ဒီဘဝမှာလူဖြစ်လာတာဘာကြောင့်ဖြစ်လာတယ်ဒုက္ခကဘာရှိတယ်ဘဝမှာကောင်းတာဘာရှိတယ်မကောင်းတာဘာရှိတယ်ဘဝကဘလို့နည်းနဲ့လွတ်မြောက်အောင်လုပ်ရမယ်ဆိုတဲ့ဒီအကျင့်တရားတွေနဲ့ပတ်သက်ပြီးတော့သိနိုင်တဲ့ဉာဏ်သွေးကလည်းမသိကြဘူးမရှိကြဘူးတဲ့အကယ်၍များကိုချင်းသီလအနေနဲ့သူ့ရဲ့တာမယ်တမာတိအနေနဲ့သူ့ရဲ့တာမယ်ပညာအနေနဲ့သူ့ရဲ့တာမယ်ဆိုရင်မြတ်စွာဘုရားဟာအလေးပြုဖို့ရအစင်းသင်းဖြစ်နေတယ်လေးစားခြင်းလို့မဟုတ်ဘူးမလေးစားခြင်းလို့မဟုတ်ဘူးငါဟာအမျက်ဆုံးလို့ဆိုတာဟာလူလောကမှာရှိတဲ့ရှိလိုက်တဲ့ပြည်ပြည်ဝဝအရေးချင်းတွေကြီးလိုက်တဲ့အခါမှာဖះနဲ့တူတဲ့ပုဂ္ဂိုလ်တောင်ရှာမတွေ့ဘူးဖះတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတဲ့သူ့ရဲ့အရေးချင်းတာတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်မှာမှမရှိဘူးတူသူတောင်မရှိဘူး10ဘုံတဘုံတောင်အနာမကတ်နိုင်တဲ့လူလောကတတ္တလောကကြီးတစ်ခုလုံးရဲ့အရေးချင်းတွေဟာနှိမ့်ကြနေတာကိုတွေ့ရတယ်မြတ်စွာဘုရားဘယ်သူကိုမှရက်စွာမပေးဘူးမပေးတာဟာကြံတဲ့ပုဂ္ဂိုလ်တွေပေါ်မှာတနာလို့တဲ့အကယ်၍သာအခုလိုအရေးချင်းပြည့်ဝတဲ့ပုဂ္ဂိုလ်တူကအရေးချင်းမရှိလို့မခံယူထိုက်တဲ့ပုဂ္ဂိုလ်ဆိုပါစို့အင်ဇလီကရဏီယောလက်အုပ်ချီထိုက်တဲ့ဆိုပုဂ္ဂိုလ်အဲ့ဒါလို့လက်အုပ်ချီမှုရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့
အရေးချင်းမပြည့်ပဲနဲ့သွားပြီးတော့ရှ िख ိုးလိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမခံယူနိုင်သည့်အတွက်ကြောင့်ခေါင်းတောင်ပြတ်ကျသွားနိုင်တယ်လို့သူဆိုတယ်မြတ်စွာဘုရားရဲ့လက်အုပ်ချီမှုကိုခံယူနိုင်တဲ့အရေးချင်းသူ့မှာမရှိဘူးမရှိသည့်အတွက်ကြောင့်ဒုက္ခရောက်သွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဘု து ကိုမှကရုကတော့မပြုတာဖြစ်တယ်ဆိုတော့